မှာငါကိုငါပြန်သုံးသက်ခဲ့လွဲမစွာဆုံးဖြတ်မိတယ်ငါရဲ့မှားရဆုံးဖြတ်ချက်ဟိုးတော့ငါပြောစရာများတယ်ငါတို့မြောက်ရဲ့တိတ်ဘဝလမ်းများစွာရှောက်ခါသွားခဲ့အဲ့ဒီနေ့တွေမေ့မရမင်းမြပါတိတ်ဘဝကိုငါရဲ့စိတ်မလွမ်းနေတော့နှုတ်ဆက်သွားတာအခုတော့ငါမှလမ်းနေဆုံးချစ်သူလေးကိုငါရဲ့အနားမှာရှိကျင်သေးလို့စိတ်ကူးရင်ငါရဲ့အတွေးဟာကောင်းငင်ကြီးပြုံမဲမောင်မှန်ရင်ဆိုမိုးမောင်ကြားတဲ့ခါချစ်သူလက်ကိုဆွဲကင်ထားအကျဉ်းပါသွားခဲ့တာချစ်သူမရှိတော့လက်မှန်ချဘာကြောင့်များချစ်ကိုကိုယ်ွယ်မိလဲပြီးကျင်တာဟိုရင်ကလိုပဲမင်းရဲ့နားမှာရှိကျင်တာဒီလိုနဲ့ပဲတည့်ရွယ်လေးတွေတပြုတ်ဖြုတ်ကျွေးမိုးဆောင်တွေပြက်ကတိန်တွေတမျိုးပြောင်းနေအသက်ကိုတွေးစိတ်မှာဆွေးမိတာအဆိုးကောင်းတွေအကျိုးချောင်းတွေလွဲခဲ့ရတဲ့ဒုညဝင်ရှင်ရဲ့ပြင်းချင်တယ်လို့ခံစားရခဲ့တယ်လို့စိတ်နဲ့ယူနေလို့ရှင်တဲ့မသိချင်မိတော့ဘာသာတွေ့ရင်ယူလောက်အောင်စိတ်ညစ်ကြမို့လမ်းမှာတွေ့ရင်ပြောပြပေးပါသိချစ်ကြတော့လူတွေလွှမ်းဆွေးခွေငေးပြေဟို away ဒါပေမဲ့လည်းချစ်တဲ့ကင်ကိုမกินနိုင်တော့လဲစိတ်တွေလေးဘဝတော့ကလွန်တော့ကဘောရတဲ့နေ့တွေဆိုတာချစ်နဲ့တွေ့ရလူတွေအတွက်တော့တန်ညာရှောက်မှာရေတွက်လို့မရမာနတွေခွာချပြီးချစ်ရဲ့အောက်မှာလူတွေထောက်ကြပိဆက်ရဒီဘဝချစ်ကြောင်မဲ့စိတ်တွေပြောင်းသွားချစ်စိတ်နဲ့ရအလုံးကိုထိန်းချုပ်ထားဒီစိတ်နဲ့စားဒီစိတ်နဲ့သွားဒီစိတ်နဲ့သက်ဆက်ရှင်နေရတာလားချစ်ကြောင်ယူချစ်ကြောင်လူချင်းတွေလည်းရေးခဲ့ဘူးတဲ့ချစ်ဒုက္ခချစ်ရှိမှတယောက်ချင်းလဲဝမ်းနေခဲ့ရချစ်ရဲ့ဝေးကိုထွက်ပြေးထားလေတော့လဲစိတ်နဲ့ပူတဲ့ချစ်နာကြချစ်တယ်များမခံနိုင်တော့လဲရှုံးပေးအောင်မဲ့ဆွဲလန်းခြင်းလွမ်းဆွေးခြင်းမနေနိုင်တော့အောင်ပြင်ခဲ့ဘူးတဲ့ချစ်တဲ့ဆုံးဒုရဆုံးကိုယ့်ရဲ့ဘဝမှာတယောက်တည်းရှိမယ်တွေ့ဝေခြင်းဟန်ဆောင်ခြင်းဒီနောင်နာရရမှာကိုယ့်ရဲ့ဝေးကိုထွက်ပြေးချစ်ဆုံးကိုလဲဆုံးရှုံးဘူးတဲ့စိတ်မြတ်တာမို့လွမ်းစရာလေးပြောပြပေးပါသိချစ်တာကိုကြောင့်လည်းဘယ်လိုရလို့ဘယ်လိုဝင်အောင်စိတ်ရတာမို့လမ်းမှာတွေ့ရင်ပြောပြပေးပါသိချစ်တာကိုရှင်ရဲ့ပြည့်ချက်လို့ခံစားရခဲ့လို့စိတ်နဲ့ယူလို့တဲ့မသိချင်နေတာကိုလမ်းမှာတွေ့ရင်ယူလောက်အောင်စိတ်ရတာမို့လောကလေးပြောပြပေးပါသိချစ်တာကိုတွေ့ရင်ယူလောက်အောင်စိတ်ညစ်ကြမို့မမတွေ့ရင်ပြောပြပေးပါသိချစ်တာကိုရင်နဲ့ပြည့်ချက်လို့ခံစားရခဲ့လို့စိတ်နဲ့ယူနေလို့ရင်ထဲမှာသိချင်နေတာကိုမမတွေ့ရင်ယူလောက်အောင်စိတ်ညစ်တာမို့လွမ်းစရာလေးပြောပေးပါသိချစ်တာကို